မိဘတိုင်းမှာကိုယ်စီရှိတဲ့ပုံမြင်လေးတွေကတော့ပြီးဆုံးသွားပါပြီမိဘဖြစ်ရတာလွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူးဆိုတော့ကိုလူမကမိခင်မဟုတ်တော့လဲနေ့စဉ်နေ့တိုင်းကလေးတွေကိုပြုစုရင်းနဲ့မူသူစင်မဘဝနဲ့ချစ်ရင်းနဲ့ခံစားနားလည်ပြီးလို့ရပါတယ်တချို့ရည်မှာဆိုရင်အရာတွေကအဆင်ပြေတယ်တချို့ရည်ကြောင့်လည်းအဆင်မပြေတဲ့အခါတွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့ဘလို့ပဲပင်ပန်းလို့ပဲပြောဘလို့ပဲစိတ်ပင်ပန်းလို့ပဲပြောကိုယ့်ရဲ့ကလေးလေးကမမေကိုချစ်လိုက်တာဆိုတဲ့စကားတစ်ခုကတကယ်ပဲအမောပြည့်စည်တယ်ဆိုတော့ကိုကျွန်မအပြည့်အဝယုံကြည်ပြီးတော့မှနားလဲပါတယ်ဒီတစ်ပတ်မှာရောဘယ်လိုမျိုးလေးတွေကိုထက်ကြော်ခဲ့တယ်လဲကိုယ့်ရဲ့ကလေးလေးနေမကောင်းလို့တပတ်လုံးပြုစုနေခဲ့တာမျိုးလားဒါမှမဟုတ်ကိုယ့်ရဲ့ကလေးချောင်းစားထားလို့ကလေးငိုတာကိုကြည့်ပြီးတော့မှရင်ကိုယ်စိတ်မကောင်းဖြစ်တာမျိုးကိုစုံတွေ့ခဲ့ရလားကိုယ့်ကလေးကသမီးမစားလို့စသည်အားဖြင့်အဆင်ပြေမှုတွေကိုကြော်ပြခဲ့တာမျိုးတွေရှိတယ်ဆိုရင်ဘယ်လိုမျိုးလေးစင်ကုန်မှုတွေရှိခဲ့လဲဘယ်လိုမျိုးလေးကိုကြော်ပြခဲ့လဲဆိုတာကိုကွန်မန့်မှာမျှဝေပေးပါဦးနော်ဒုမိဘတွေဒုတီချယ်တွေတယောက်နဲ့တယောက်အချင်းချင်းအားပေးရင်းနဲ့ဒီနေ့ရတဲ့အားလဲရလေးကိုကောင်းကောင်းလေးအချိန်ယူဖို့အတွက်အားပေးချင်ပါတယ်မနှက်ပြန်ဆိုရင်တော့လုပ်ငန်းပြန်စပြီနော်